စမယ်ပလဲပြည်သူသမ္မတနိုင်ငံဟုခေါ်ဝေါ်ကြသည်စကိုင်းတိုင်းအတွင်းရှိကုန်းတွင်းပိတ်နိုင်ငံလေးတစ်ခုရဲ့မနက်ခင်းဟာပုံမှန်ထက်အေးဆက်နေပြီးတိတ်ဆိတ်လိုနေသည်ခါတိုင်းဘုံတကားတစ်ပင်ပေါ်တက်စစ်ရေးအမြဲလေ့ကျင့်နေကြနေရမှာလဲလူတွေရှင်လို့ထိုစဉ်တိတ်ဆိတ်နေသောပတ်ဝန်းကျင်တစ်ခုလုံးသို့အတန်အော်ကြီးတစ်ခုဖုံးလွှမ်းသွားကအတန်ပိုင်ရှင်ကတခြားသူမဟုတ် NUG ဘက်မှတာဝန်ရှိသူဟုယူဆရသောစာချန်ဇော်ဝေဆို၏အတန်ပင်ဖြစ်သည်ဘုံတကားနဲ့ BNR တပ်ဖွဲ့ဝင်များခင်ဗျာအခုချက်ချင်းလက်နက်ချအလင်းဝင်ဖို့တတိပေးလိုက်ပါတယ်ဘယ်တော်လင်ရဲ့အဖွဲ့နဲ့မှမပူပေါင်းပဲမိမ၄ယောက်နဲ့ပဲပူပေါင်းနေတာကိုရက်တန်းကရပ်ပါအခုချိန်အလံတစ်ခုတည်းအောက်ရှိရမှာဖြစ်လို့ဘလို့လားအပ်တဲ့တွေးထွက်တန်ယိုတွေမဖြစ်စေချင်ပါဘူးအမြန်ပူပေါင်းပါဆိုပြီးပြောဆိုသွားကမိုက်ခရိုဖုန်းကိုပိတ်လိုက်တော့သည်မိုက်ခရိုဖုန်းတန်အဆုံးတွင်တစ်ဖက်ရှိ BNR ကင်းစခန်းများစီမှာမိသည့်တုတ်ပြန်မှုများချက်ချင်းထွက်မလာသေးပဲခတမြတိတ်ဆိတ်သွားကခဏအကြာတွင်ဘိုးနဂါကြီးအတန်ထွက်ပေါ်လာပြီးအဲ့စကားအယမ်းမရိုင်းနဲ့ပြစ်ကွာတိုက်ပွဲများစတင်နေပြီ BNR ကင်းစခန်းအသီးသီးမှာ MA69 AK420 rifle များဖြင့်ပစ်ခတ်တမ်းများကစာကြံဇော်ဝေဆိုဤစစ်ကြောင်းရှိရာဘက်သို့အစမပြတ်ဦးတည်သွားတော့သည်တစ်ပင်ပေါ်တက်စစ်ရေးအမြဲလေ့ကျင့်လေးရှိသောဘုံနဂါသည်လည်းတစ်ပင်ထိပ်ဖြားမှနေ၍ပကုံထန်းလောင်ချာတစ်ခုကိုအသင့်ပြင်ကပြစ်မှတ်ကောင်းသောစာကြံဇော်ဝေဆိုဤနဖူးအားချိန်ရွယ်ထားတော့သည်အော်မင်းတို့ကငါတို့ကိုပြစ်တယ်ပေါ့လေငါတို့က NUG အစိုးရတက်ကွာအမိတ်နာမခံရင်ပြစ်ရှင်းရမှာပဲဟဲ့ကောင်လေးဟိုဖျားတရားကကြီးလူထားတဲ့လက်နက်တွေထုတ်လိုက်တော့စာကြံဇော်ဝေဆိုဤအတန်အော်ကြီးကပောက်ကွဲတံများကြားတွင်နှိမ့်မြုပ်သွားတော့လေ NUG ပူပေါင်းစစ်ကြောင်းဤဖိအားကတော့မြင့်တက်လာလေသည်မော်တာကြီးများစစ်တပ်တံများက BNR ဤခန်းစစ်စီများပေါ်သို့တဝဝဖြင့်ကြောက်ရောက်လာပြီးမြေကြီးများလွင့်စင်သွားကဖုံထောင်းထောင်းကိုထားလို့ပလဲပြည်သူသမ္မတနိုင်ငံဒေသခံပြည်သူပြည်သားများဟာလေဦးတီရမယ်ပြေးချလွှားကြရပေါ့ဘိုးနဂါမှာငါတို့ကဒီမြေသားဒီတေသားခံပလဲသားကွာနှုတ်ကြမခံပြီဆိုပြီးကျုံးអော်နေက NUG ဘက်မှလည်းအယူထမနေနဲ့ကြက်သွန်ပွဲစားရောတပ်ပေါင်းစုတစ်ခုအောက်တည်းဝင်ပါဒါမှမဟုတ်ပူးပေါင်းပါဘိုးနဂါဤပကုံထန်းလောက်ကြမှာထွက်သွားသောကြည်စံသည်စာချန်ဇော်ဝေဆိုတို့အဖွဲ့အကာအကွယ်ယူထားသည်ဝေယုံပင်အနီးတွင်ပောက်ကွဲသွားကဖုံမုံများတရက်6များလွင့်စင်သွားပြီးနောက်ဇော်ဝေဆို၏အတန်အော်ကြီးသည်လည်းခတမြတိတ်ဆိတ်သွားတော့သည်တိတ်မကြနဂါမင်းအသက်ရှင်နေသေးရင်အလံဖြူထောင်လိုက်တော့ဒါနောက်ဆုံးသတိပေးချက်ပဲသိမမင်းသိမသိကြတယ်ဤသို့ဖြင့်ကုံတွင်ပိတ်ပလဲနိုင်ငံတီထောင်သူကျက်သွန်ပွဲစားဘုံနဂါဟာစစ်ကြုံမခံယုံသာမကနှုတ်ကြုံလည်းမခံကျင်သောကြောင့်ကြံ့ခံချရင်တိုက်ပွဲများပုံမပြင်းထန်လာကပလဲမြို့နယ်ကောင်းကင်ရံတစ်ခုလုံးလည်းညီကိုလုံးများဖြင့်အုံမိုင်းသွားတော့သည်ခုချိန်ထိတော့ပလဲပြည်သူသမ္မတနိုင်ငံတော်ဤကောင်းကင်ရံတွင်မိသည့်အလံကားမှတိတိကျကျတွေ့ထူနိုင်ခြင်းမရှိသေး